ရှင်နဲ့ပတ်သက်လာရင်ယူလိုပိုင်းဖြစ်ကြမျိုးအကျဉ်းအပူလိုဟာနာချင်းစရာပုံမြင်များနေတာဤစလုံးနဲ့ရင်ဝင်မင်းနဲ့တွေ့မနှွေးလာလို့ဘယ်အရာကိုမှမပိုင်ဆိုင်တာနေတယောက်တည်းပဲကွာရုပ်ရဲ့ချစ်ဖို့မင်းဝင်လာမတ်မဲ့တဲ့ခွေလို့ထွက်သွားငါမှရှိပဲခွန်လို့ခဲ့အစားထူပြီးမပြည့်ချင်မှလုံးငါတွင်နေရောက်သွားငါသာချိန်ချိန်မဲ့ချရှုံးနေတာဟာ